Hello everyone ဒီနေ့ vlog လေးကတော့off day ကိုဘယ်လိုဖြတ်တန်းခဲ့လေးဆိုရဲ vlog ဖြစ်ပါရဲ့နော်ကိုကမနေ့စောစီထားပြီးတော့ဆက်ချိုးတင်တန်းတက်ဖို့သွားနေပါရထားနဲ့သွားတာပေါ့နော်ရထားနဲ့ဆိုတော့အရင်လက်တန်နေပေါ့transportation အရင်တန်နေဆိုတော့ရထားနဲ့သွားဆက်ချိုးတင်တန်းခုထိတက်နေတော့ပဲဘာဖြစ်လို့ဆိုတော့ထင်းတဲ့လောက်မလွယ်ဘူးဆက်ချုပ်တာဆက်ချုပ်မသိခင်တော့ကတော့2လ3လတင်ပြီးတော့အိမ်မှာကိုယ့်ချုံမယ်လို့စဉ်းစားထားရပေါ့နော်ဒါပေမဲ့တကယ်တင်လိုက်တော့အရန်ခက်တဲ့အလုပ်ဖြစ်တယ်အဲကြောင့်ကိုတနေ့တော့ပြီးတော့မယ်ဆက်ချုပ်တာစိတ်ရှိဖို့အရန်လိုတယ်ပေါ့နော်ကျမဆိုရင်စိတ်ကငကိုရီးယားစိတ်မရှိတဲ့ဘက်မှာပါတော့အရင်စိတ်ညစ်တာထွက်လိုက်တော့မလားလို့ like I almost gave up but ဒါပေမဲ့ဆမ motivation ပေးရအားရှိအောင်စကားပြောဆမအရင်ကောင်းတယ်ဆက်ချိုးတင်ချင်တဲ့သူရှိရင်တင်လို့ရပါတယ်ဆက်သွယ်လဲလို့ရပါတယ်လို့ပြောချင်ပါတယ်ဒါကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်ကျွန်မထွက်ခါနေကြမှာတည်ပြီးတော့ထွက်တော့မထွက်ချင်တော့ဒီတင်နာရဲ့ memories တွေအရင်လွန်နေတော့မှာပဲတခါတလေကြာရင်တော့အလိုတစ်ဖက်နဲ့ဆိုတော့အရင်စိတ်တွေပင်ပန်းတဲ့ခိုင်ရှိရပါတော့ဒါပေမဲ့ကိုလိုချင်တာဆိုတော့ကိုလိုချင်တဲ့အလိုဆိုတော့တနေ့ကျရင်ဒီနေ့ပဲစူးစမ်းမှာပေါ့နော်တနေ့ကျရင်အောင်မြင်လာတဲ့ခါကျရင်ဒီစူးစမ်းတဲ့အချိန်တွေကိုလေတတိယပြီးတော့အလိုမျိုးအရင်ကိုပီတီဖြစ်မှာပေါ့နော်အဲကြောင့်ဒီဟာအမတ်တရအနေနဲ့ဒီ vlog ရိုက်ထားတာပါတင်နာချိန်ရတော့10နာရီနေ2နာရီထိဆိုတော့အခုဆိုရင်ပြီးပါပြီပြီးရနောက်ပိုင်းခဏလေးအိမ်မပြန်ခင်မိုက်ထောင်းမှာဝေးဆိုင်ရှိလို့မိုက်ထောင်း shopping mall ဝင်ခဲ့ဘောနော်မှာChristmas လာဆိုတော့ present လက်ဆောင်တွေဝေးချင်လို့ဝင်ကြည့်ပါတယ်ပြီးတော့ကျွန်မမြန်မာစကားသိမပြောဖြစ်ဖို့ဘောနော်အဲကြောင့်အတမ်းမပြေရရှိမဲ့တလုံးမပြေဘူးအဲ့ဒါတော့ကိုရောလက်ခံနေပါတော့မပြေဘူးလို့ပြောရင်လည်းလက်ခံနေဘာဖြစ်လို့လဲဆိုတော့ဒီမှာမလေးရှားမှာကြီးလာတဲ့သူတယောက်မို့လို့မြန်မာစကားမပြေပါဘူးလို့ပြောစမှာရအားလုံးလည်းနားလည်ပြကြပါလို့ပန်းလေးရန်လာလို့ဗီဒီယိုရိုက်ဖြစ်တယ်ပေါ့နော်ပြီးတော့မှာ present change တော့ဝေးမှာဘယ်ဟာဝေးမလဲဆိုတော့ဘယ်ဟာဝေးမသိရောအောက်ဆင်းလိုက်ပေါ်တက်လိုက်နဲ့နောက်ဆုံးတော့ t-shirt မိန်းကလေးလေးဝတ်လို့ရတယ်ယောက်ျားလေးဝတ်လို့ရတယ်ဆိုတော့ t-shirt ကိုပဲဝေးလိုက်တာဖြစ်ပါတယ်ကိုရောကောင်းတာမှာတွက်ရှင်းမှာဖြစ်ပါတယ်မိုက်ထောင်းဝင်လိုက်တော့ဝေချင်တာအရင်များကြိုက်တာလည်းအရင်များတယ်မဲ့ပစံတပြားမှမရှိဘူးဆိုတော့လက်ဆောင်မဝေပြီးတော့အိမ်ကိုပြန်လိုက်ပါတယ်ကိုကနေတဲ့နေရာကပုံရောက်ပြီးဒီညပွဲရှိရပါတော့ဘလို့ခွင့်ရမလဲ village ပွဲ village ကရွာပွဲလားပြောတတ်တော့ရှိရဲ့သွားဖို့အတွက်ခဏပဲနားပြီးတော့ get ready ပြန်လုပ်တယ်ပေါ့နော် spin ကဖြောင်းလိုက်ကောက်လိုက်ဖြောင်းလိုက်ကောက်လိုက်နေဆိုတော့ spin ကခဏမရှိတော့ရောင်ကျွတ်တယ်ပြီးတော့ spin တွေလည်းရောင်ပါလာပြီပွားလို့တာအရင်များတယ်လို့ဖြစ်နေတယ်တကယ်ဆိုကျွန်မ spin ကအရင်ပါပါတယ် spin တိတ်တော့မရှိတော့ဒါပေမဲ့မိမတယောက်ရဲ့အရေးကြီးဆုံးအလားဆိုတော့အမြဲကောက်ဖြစ်ပါတယ်
ခုနပြောနေတဲ့ပွဲရတာဖြစ်ပါတယ်စာနေတော့မရိုက်ဖြစ်တော့မေ့သွားလို့ Christmas Eve လို့ပြောရမလားဘယ်လိုလဲမသိဘူးဘယ်လိုပြောရတာလဲမသိဘူးဒီဟာအခုကpresent exchange တွေပြင်ဆင်နေတာဖြစ်ပါတယ်ဒီလောက်ပါပဲဒီနေ့ရဲ့ vlog လေးရတော့ထမင်းစားတဲ့ပိုင်းကတော့ဘိုက်စားလုံးလို့မေ့သွားရပါတော့ဗီဒီယိုရိုက်ဖို့မေ့သွားတယ်ဒါကြောင့်မို့လို့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်လို့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ် thank you bye bye